တပေးပေးနဲ့မီးစာကြီးွားသလိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီအသက်အရွယ်ရောက်တဲ့အချိန်မှာအဲ့ဒါတွေမထိန်းနိုင်ပဲလုံးဝပေါက်ကွဲထွက်သွားတာမျိုးဖြစ်သွားတယ်အားလုံးပဲမြင်လာတာကျွန်တော်နာမည်ကတော့မောင်ပြဖြိုးဟင်းကျော်လို့ခေါ်ပါတယ်ကျွန်တော်ဒီနေ့ဆရာဘိုရဲ့ထွင်ကြီးပွဲကိုလာတယ်ဘာတွေရပါလဲဆိုတော့ထိုင်းလိုင်းတက်ပြီဆိုတဲ့အကြောင်းတော်တော်ပို့ပြီးရပါတယ်ဒီပိုးအရင်တုန်းကဖြစ်ခဲ့တဲ့စိတ်ခံစားချက်တွေအဲ့ဒါတွေကိုသူကအတိတ်ကိုပြန်သွားပြီးတော့ဘယ်လိုဖြောက်ရမလဲဆိုတော့ဒီနေ့ training မှာကြောအဓိကထားပြီးတော့သင်ပေးရဖြစ်ပါတယ်။ဟိုးငယ်လေးတွေက9နှစ်10နှစ်လောက်တည်းကဖြစ်ခဲ့တဲ့ကိစ္စတည်းလေးကိုကိုကအဲ့ဒါကိုစိတ်တူပြီးတော့ဖြစ်တဲ့ကိစ္စလေးကိုသူကအဲ့ဒါကို event တွေတစ်ခုပြီးတစ်ခုဖြစ်သွားတာသူကတပေးပေးနဲ့မီးစာကြီးွားသလိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီအသက်အရွယ်ရောက်တဲ့အချိန်မှာအဲ့ဒါတွေမထိန်းနိုင်ပဲလုံးဝပေါက်ကွဲထွက်သွားတာမျိုးဖြစ်သွားတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ timeline ကိုသုံးပြီးတော့အဲ့ဒါကိုပြန်ပြင်လို့ရတယ် event ကနေပြီးတော့ဘယ်လိုသင်ခန်းစာတွေယူပြီးတော့အခုမှဘယ်လိုမျိုးကောင်းမွန်နေထိုင်မလဲဆိုတာကျွန်တော်ပြန်လုပ်လို့ရတယ်အဲ့လိုရင်းနဲ့မတူပဲတူဖြစ်သွားမှာပေါ့နော်တကယ်ကောင်းပါကျွန်တော်တို့လည်းခုနကကျွန်တော်ဒီမှာ timeline ဝင်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်ကဆိုညက်စိတ်တူတယ်ဂိမ်းဆော်ရင်ပိုဆိုးရယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုလို timeline ဝင်ပြီးတော့မှာဂိမ်းနေအခုဆိုရင်တော့အဲ့လိုဂိမ်းဆော့ဖို့လည်းကျွန်တော်တိတ်တော့မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးစိတ်တူရည်လည်းမရှိတော့ဘူးတစ်ခုခုဆိုလည်းရမ်းကောင်းပါလေโอเคအခုလိုမျိုးဒီဆရာဘိုရဲ့ training ပွဲကိုလာရောအခုလိုမျိုးဖိတ်ထားပြီးတဲ့ဆရာဘိုလည်းတကယ်ကိုကျေးဇူးတင်ပါတယ်